ဒီနေရာလေးကတော့ဒိုင်နိုဆောတော့ကြည့်မယ့်နေရာလေးပေါ့နော်ဒိုင်နိုဆောရဲ့ဆဆချင်းအဝန်ပေါက်ပေါ့နော်ဆဆချင်းဝန်တဲ့ချိန်မှာလူကတော့အရန်တော့မများပါဘူးဒါပေမဲ့နေအရန်ပူရဲပေါ့နော်ကိုရီးယားတော့ဒီနေရာမှာတော့ပုံမရိုက်နိုင်တော့ဗီဒီယိုလေးပဲရိုက်ခဲ့တာပေါ့နော်ဒိုင်နိုဆောအကောင်တွေတော့တော်တော်တော့များပါတယ်စုံပါတယ်ဒါပေမဲ့နေရာတော့အရန်တော့မကျဘူးပေါ့နော်အင်ဂျီကတော့ဝင်ချင်းမဲ့အော်နေအိမ်ကသူအယုတ်ကတသေးလေးဒီမှာအကြီးကြီးတွေ့တော့သူကအတန်အောင်မထွက်နိုင်တော့အော်နေရပါတော့ပြီးတချို့ဆိုအဲ့လိုမျိုးအပေါ်ကနေကြည့်ရပါတော့အပေါ်ကနေလည်းအများကြီးသွားနေကြတာပေါ့နော်ဒိုင်နိုဆောတချို့ဟာဆိုအကောင်ကလှုပ်တယ်အတန်လေးထွက်တယ်ပေါ့နော်လို့စီနေကြည့်ရတာတော့တန်ပါတယ်ကလေးအကြိုက်ပေါ့နော်တော့ကတော့အတကုံညဲတယ်အင်ဂျီကတော့ဒါဥလေးပေါ့နော်ကိုရီးယားပုံမရိုက်နိုင်တော့ကွန်းပြင်းပုံစံဆိုတော့လေနေရမ်းပူရဲအင်ဂျီကတော့ဒိုင်နိုဆောအကြီးတကောင်တော့မရမကစီးလိုက်ရသေးရပေါ့နော်ကိုရီးယားတော့မစီးနိုင်ပါဘူး